American ပြည်ထောင်စုဖြစ်ပေါ်လာပုံသမိုင်းကြောင်းဟာနယ်မြေသစ်ရှာဖွေတွေ့ရှိမှုကနေကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာသည့်အထိအဆင့်ဆင့်ပြောင်းလဲလာခဲ့တာပါ။တစ်နယ်မြေသစ်ရှာဖွေတွေ့ရှိခြင်းနဲ့ကိုလိုနီခေတ်မူလကအမေရိကတိုက်မှာတိုင်းရင်းသား Native Americans တွေနေထိုင်ခဲ့ကြတာပါ။1492ခုနှစ်မှာ Christopher Columbus ရောက်ရှိလာပြီးနောက်ဥရောပနိုင်ငံတွေကနေမြေချဲ့ထွင်လာကြပါတယ်။1609ခုနှစ်မှာပြည်တင်ကပထမဆုံးအခြေချစခန်း Jamestown ကိုတည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာအရှိတ်ကမ်းရိုးတန်းတစ်လျှောက်ပြည်တင်ရဲ့ကိုလိုနီနယ်မြေ73ခုဖြစ်ပေါ်လာခဲ့ပါတယ်။နှစ်လွတ်လပ်ရေးတိုက်ပွဲ Revolutionary War ပြည်တင်အစိုးရကကိုလိုနီနယ်မြေအပေါ်အခွန်အစမတန်ကောက်ခံရကနေမကြည်နပ်မှုတွေစတင်ခဲ့ပါတယ်။ No taxation without representation ကိုယ်စားလှယ်မပါဘဲအခွန်မဆောင်နိုင်ဆိုတဲ့ကြွေးကြော်တမ်းနဲ့အတူတော်လှန်ရေးစတင်ခဲ့ပါတယ်။1986ခုနှစ်ဇူလိုင်လ4ရက်ဖိနှိပ်မှုကိုတွန်းလှန်ဖို့လွတ်လပ်ရေးကြီးညာစာတမ်း Declaration of Independence ကိုထုတ်ပြန်ခဲ့ပါတယ်။ George Washington ရဲ့ဦးဆောင်မှုပြင်သစ်ရဲ့ကူညီမှုတို့နဲ့ပြည်တင်ကိုတိုက်ထုတ်နိုင်ခဲ့ပြီး1983ခုနှစ်မှာလွတ်လပ်ရေးကိုအပြည့်အဝရရှိခဲ့ပါတယ်။3ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နယ်မြေချဲ့ထွင်ခြင်းလွတ်လပ်ရေးရပြီးနောက်1989ခုနှစ်မှာကမ္ဘာပထမဆုံးသောရေးသားထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ Constitution ကိုပြဋ္ဌာန်းပြီး George Washington ကပထမဆုံးသမ္မတဖြစ်လာပါတယ်။ American ဟာအနောက်ဘက်ကိုနေမြေတွေဆက်တိုက်ချဲ့ထွင်ခဲ့ပါတယ်။1803ခုနှစ်မှာပြင်သစ်စီကနေလူဇီယန်နာနေမြေကိုဝယ်ယူခဲ့တာဟာနိုင်ငံရဲ့အကျယ်ဝန်းကိုနှစ်ဆဖြစ်သွားစေခဲ့ပါတယ်။၄ပြည်တွင်းစစ် American Civil War 1861-1865မြောက်ပိုင်းပြည်နယ်စက်မှုထုံးကားပြီးကျွန်းစနစ်ဆန့်ကျင်သူများနဲ့တောင်ပိုင်းပြည်နယ်စိုက်ပျိုးရေးလုပ်ကင်ပြီးကျွန်းစနစ်ကိုအားကိုးသူများအကြားသဘောထားကွဲလွဲမှုကနေပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။သမ္မတအေဗရာဟမ်လင်ကန်ကပြည်ထောင်စုကိုပြိုကွဲမသွားအောင်ထိန်းသိမ်းနိုင်ခဲ့ပြီးကျွန်းစနစ်ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။ဒါဟာ American သမိုင်းမှာအရေးအပါဆုံးပြောင်းလဲမှုတစ်ခုပါ။၅ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာခြင်း19ရာစုနှောင်းပိုင်းမှာစက်မှုတော်လှန်ရေးကြောင့်စီးပွားရေးအရှိန်အဟုန်နဲ့တိုးတက်လာပါတယ်။ကမ္ဘာစစ်ကြီးများပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်တွေမှာအနိုင်ရတဲ့ဘက်ကပါဝင်ခဲ့ပြီးနောက်အမေရိကန်ဟာကမ္ဘာစီးပွားရေးနဲ့စစ်ရေးမှာထိပ်သီးအင်အားကြီးစူပါပါဝါဖြစ်လာခဲ့ပါတယ်။စစ်ရေးတိုက်ပွဲကာလမှာဆိုဗီယက်ယူနီယံနဲ့ယှဉ်ပြိုင်ခဲ့ပြီးနောက်ကမ္ဘာအခင်းကျင်းကိုဦးဆောင်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။စိတ်ဝင်စားစရာအချက်အမေရိကန်အလံမှာပါတဲ့အစင်း73စင်းဟာမူလကိုလိုနီ73နေမြေကိုကိုစားပြုပြီးကျိန်90ကိုကတော့လက်ရှိပြည်နယ်90ကိုကိုစားပြုတာဖြစ်ပါတယ်။